ကြတော့ဒီကောင်လေးကို password change ရတယ်ဒီချက်ပြပေးမယ်နော် password change နော်နေပြီးတော့ဒီချက်ဝင်မယ်ဝင်ပြီးရင်ဒီ access တင်နဲ့ဝင်မယ် access တင်နဲ့ဝင်ပြီးဆိုရင်ကျွန်တော် log in ဆိုတယ်အဲဆင်းပြီးတော့ password တင်နော် password တင်ဝင်ပြီးရင်ကိုယ့်ရဲ့ပထမခတ်ထားတဲ့ log ကိုတော့သိဖို့လိုတယ်နော်ကိုယ့်ရဲ့ပထမခတ်ထားတဲ့ log ကိုသိမှဒါကpassword ကို change ရမှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တစ်ရှစ်လုံးနဲ့ပဲခတ်ထားတယ်ဆိုတော့တစ်ရှစ်လုံးနဲ့ပဲဝင်လိုက်မယ်ဝင်လိုက်ပြီဝင်ပြီးဆိုဒီမှာ mention button password ရှိတယ် user button password ရှိတယ်ဒါအားသာရှိတယ်နော်အဲ့တော့ကိုကဘယ်အောင် change မှာလဲဆိုတော့ဥပမာ mention button ရဲ့ password ကို change မှာဆိုရင် mention button နဲ့လိုက်နေပြီးရင်ဒီမှာကို change မဲ့နံပါတ်ကိုဒီမှာရိုက်လိုက်ဥပမာကျွန်တော်တစ်ရှစ်လုံးဆိုတစ်ရှစ်လုံးပေါ့နော်ဒီမှာဟိုနဲ့တစ်ရှစ်လုံးပေါ့ရှစ်လုံးအဲ့ဒါရိုက်ပါရင်ဒီအောက်လေးကိုတစ်ချက်ပြားလေးပြားနေအဲ့လိုအပြားလေးပြားနေနေပါရင်ကိုအတင်မျိုးခဏအောင်ပဲတစ်ရှစ်လုံးဆိုတစ်ရှစ်လုံးပေါ့နော်ကိုချိန်မဲ့ password ကိုပေါ့ရိုက်ထည့်လိုက်နေပါရင် okay ဆိုနေလိုက်နောက်တစ်ခုကဒီ user button password ဆိုတဲ့ဒီတိုင်းပဲဒါဆိုဒီတိုင်းပဲအဲ့လိုချိန်လို့ရတယ်နော်အဲ့ဒါဆိုရင် password ချိန်တာ password ချိန်တယ်ချိန်ပြီးတော့ထွက်လိုက်မယ်ထွက်ပြီးပါပြီဆိုတော့မှဒီမှာ user နဲ့ one လေးကိုပြန်ပြလေးဝင်နေလိုက်ဒါဆိုရင် mention button password ဒါဆိုရင်ကျွန်တော်တစ်ရှစ်လုံးနဲ့ခုနချိန်ရတယ်နော်တစ်ရှစ်လုံးနဲ့ဒါဆိုရင်ပွင့်သွားပြီနော်ဒီစားဆိုလို့ရှိရင်ဒီစားကိုဘာနဲ့ခတ်တာကိုခတ်ထားတဲ့ password နဲ့အဲ့လိုချိန်နေကြရနော်အဓိကကတော့ password ချိန်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ငကိုခတ်ထားတဲ့ password ကိုသိဖို့တော့လိုမယ်ငကိုခတ်ထားတဲ့ password ကိုမသိရင်တော့ချိန်လို့မရဘူးနော်ငကိုခတ်ထားတဲ့ password သိရင်ဒီထဲဝင်မယ်ဝင်သွားရင်ဒီမှာတော့setting ပြီးတော့ password setting နဲ့မှာဟိုချိန်မဲ့ဟိုဝင်ထားတဲ့ password ကိုဒီမှာကိုကသိကြမှာအဲချိန်မဲ့ထဲကိုဝင်လို့ရမှာဖြစ်တယ်နော်အဲ့ဒါဆိုရင်ဒါကိုချိန်မဲ့ထဲရောက်ပြီချိန်မဲ့ထဲအောင်ကိုချိန်မဲ့အားလို့နေပြီးရင်ဒီမှာကိုထည့်မဲ့ password ကိုထည့်ပြီးရင်အောက်အားလို့တစ်ချက်နေပြီးတော့ကိုထည့်မဲ့ password ကိုပဲထည့်နှခါထည့်ပြီးတော့အတည်ပြုမယ်ဆိုတော့ okay နဲ့နေပြီးရင်ရပြီနော် password ချိန်တာ